အားလုံးညီကောင်မောင်နှမအရောက်ချင်းစီတိုင်းဖျားတခင်အထူးကောင်းကြည့်ပေးပါစေဒီနေ့ပြန်လည်ပြီးတော့ကျွန်တော်ရေးထားတဲ့ချင်းမွန်းတချင်းတစ်ပုဒ်ဝင်ငါချင်ပါတယ်ချင်းမွန်းတချင်းကောင်းစဉ်ရတော့ကဲတင်ချင်းတချင်းဖြစ်ပါတယ်ကျွန်တော်ကချမ်းသာလာဒီအတိုင်းယေရှုခရစ်တော်ကလက်ဝါးကတိုင်းမှာတေခံခြင်းတချူပြီးချမ်းသာလာဒီအတိုင်းတုံးရမြောက်တော်နေနိုင်ပြန်ရှင်ထားမြောက်ပြီးကျွန်တော်နှုတ်ပြေဝန်ခံသည်စိတ်နှလုံးထဲ၌အကျွေးမဲ့ယုံကြည်သည်ကယ်တင်ရှင်ယေရှုဖျားလူတွေကောင်းတော်လဲကိုယ်တော်လည်းမကောင်းနိုင်ဘူးကျင်နာစိတ်ရှိတော်လဲမပြီးဆုံးနိုင်ဘူးလူတို့ရဲ့ချစ်ကဘယ်တော့မှမတည်မြဲဘူးကိုယ်တော်ရဲ့ချစ်ကထာဝရချစ်ပါကိုယ်တော်ရဲ့ချစ်ကရှိမလားနာလက်ဝါးကတိုင်းမှာကျွန်တော်ပြည့်အတွက်တက်စတေးခဲ့တာကယ်တင်ရှင်ယေရှုဖျားကိုယ်တော်ရှင်ယေရှုဖျား